ဟုတ်တာမကြခင်မှာသိရှိရတော့မှာဖြစ်ပါတယ် KKC ရှိတဲ့ဘက်ကတော့ကားနဲ့ပဲတဲပဲတိုးသွားခဲ့နောက်မှာတော့ HYR ခပ်ဖို့လေးကိုတော့ okay နော်ငယ်နိုင်လေးနော်ရိုရီအမှု6စားနဲ့ပဲ formula တစ်ချက်တွေအောက်မှာတော့အပါတော့အန်နေတာတွေနောက်မှာ HYR အားလုံးနဲ့ပြသွားတယ်ငယ်နိုင်လေးဟဲ့လားအဲ့ celebrity HYR ကိုတွေ့တိုင်းပို့လို့ရမယ်တာဝန်နဲ့ဝတ္တရားရဟဲ့လားKHI ကျွန်တော်7 kg โอเคကျွန်တော်နားရနော်ဇုံနာရောညီလေး state 7ရောက်နေတော့တော့နားရရိုးကြီးပြတ်သွားပြီလားမသိရောက်ဘူးပြတ်သွားတာမသိဘူးစမိုင်းပြောက်ဝဲကြံအောင်ပဲဗျโอเคရိုးကြီးတော့သွားပြီ black KHI အော်နေတယ်တားရီကို on fire ဖြစ်နေတာ Philippines KHI အားကောင်းပြီစမိုင်းထဲကခဲစစ်ပဲတက်ရှင်လို့တော့ကိုးကားနေတယ်โอเคတော့4ကိုထပ်ပြီးပါလာခဲ့နေတာ YG တော့ပြည့်လုံထုံးလုံကြီးအတိုင်းပဲเนาะ round 1မှာလည်းတော့ 3D ပါလာခဲ့ round 2မှာလည်းတော့ 4D ကိုဝင်လာခဲ့တယ် chicken ရဖို့တော့ချမ်းကောက်နေတော့ဒီနာမမောင်းလို့တော့ KHI ကိုကျွန်တော်ချက်သားပေးလို့ရနေတယ်ဒီလိုမှခံကြည့်ဖို့ကမလွယ်ဘူးကိုကအဲ့တော့ KHI ဝင်ဝင်ချိတ်တဲ့တင်တာ TVG ဗျတော့ match ကြီးတဲ့ဘက်ကတော့ထိုးသွားခဲ့ 7K လားညာဘက်ချမ်းမှာတော့သူ့ teammate player JP ကိုလည်းပြေးပြီးထားတယ်မဟုတ်လေးခင်းလာတယ်သူအဲတော့သွားကောက်တာအနည်းဆုံးသူတို့ vision မှာပြင်ထားခဲ့တဲ့တမ်မောရီယာတင်စစ်တဲ့ match ကိုအရင်ဖြတ်မဲ့ပုံစံတော့ရှိတယ်။ရောနေဒီမှာပဲစမိုင်းအန်ဒေးကကျွန်တော် KKC လေးကိုကြီးတော့ကောက်ပြီးထားတယ်ဗျ။အော် KHI လေးအော်ကိုလိုက်တဲ့ granite ကွာဒေးတလုံးနဲ့ငှက်နှကောင်မှန်တယ်ဆိုတော့အဲ့ဒါကိုပြောတာရောက်ရင်စမိုင်းကတော့အမဲပြက်ခံရတော့မယ်စမိုင်းကတော့စမိုင်းကောင်းတယ်ရောက်ရင်7 ကီလာတော့ကားလေးခွဲတိုင်းနဲ့ပဲအကောင်းဆုံးကားခွဲတိုင်းနဲ့ပဲကျွန်တော်တော့ normal ထားခဲ့တယ်အဲ့တော့ position တီးသွားခဲ့နောက်မှာတော့စမိုင်းတော့တစ်ဖက်က player အနေနဲ့ဝိုင်းပြီးတော့ပဲညက်ပြက်မဲ့အနေထားတော့တွေ့နေရပြီစမိုင်းဒီချင်းနေကြားတွေကနေကောင်းမလို့ရုံးတက်ပြနိုင်မှာ oh my god player 4ယောက်မှာ2ယောက်တိတိတော့နေတာဆိုတော့ဖြစ်နိုင်သေးတယ်လို့တော့ထင်တာပဲဘယ်တော့မှမတိုင်းဘယ်တော့မှplayer 4ယောက်မှာ2ယောက်တော့ပြီးသွားပြီဘယ်တော့မှလောက်ပဲရမယ်နော်လောက်ပြီးတော့player 4ယောက်မှာ2ယောက်တော့ပြီးသွားတာအဲ့လောက်